ဆင်းရဲဒုက္ခတွေကဘာကြောင့်ဖြစ်နေတာတော့လို့အကြောင်းရှာမယ်ဆိုလို့ရှိရင်အဓိကလက်သေးတရားခံကလောဘပဲနော်ဖြစ်ခြင်းနဲ့ရခြင်းနဲ့လိုခြင်းနဲ့တွေ့တာနဲ့မမောတယ်ဆိုတဲ့လောဘအဲ့ဒီလောဘသည်ဒုက္ခအလုံးတို့ရဲ့အခြေခံအကြောင်းတရားဒီပြင်ဒေါသတို့မာနတို့အစရှိတဲ့ကိလေသာတို့ကြောင့်လည်းပဲဒုက္ခဖြစ်ပါတယ်မဖြစ်ဘူးလို့မဆိုလို့သို့တော်လောဘကတော့အဓိကအကြောင်းတရားဒါကြောင့်မြတ်စွာဘုရားကသမုဒိယသစ္စာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းသမုဒိယသစ္စာတရားကိုကောက်တဲ့အခါကျတော့ဘာကိုကောက်တာတော့လောဘကိုကောက်တာတယ်သမုဒိယသစ္စာအရာဘာကိုတရားကိုကောက်တာလဲလောဘကိုကောက်တာတယ်လောဘသည်ဒုက္ခဖြစ်ခြင်းရဲ့အဓိကအကြောင်းတရားပဲဒါနဲ့အဲ့ဒီလောဘဟာဘာကြောင့်ဖြစ်တုံးလို့ဆိုရင်ခန္ဓာရဲ့သဘောလောကရဲ့သဘောကိုအမှန်တိုင်းမသိလို့မမြင်လို့လောဘဆိုတာဖြစ်တာဒါထက်ပိုပြီးတော့ရှင်းရှင်းပြောရရင်လူကျင်နဲ့ရကျင်နဲ့ဖြစ်ခြင်းနဲ့ဆိုတဲ့လောဘဘာကြောင့်ဖြစ်လဲလို့မေးရင်ကောင်းနေထင်လို့ဖြစ်ကြတာပါကောင်းနေထင်လို့လူကျင်ကြတာကောင်းနေထင်လို့ရကျင်ကြတာတကယ်တမ်းဘဝဆိုတာကကောင်းတဲ့သဘောမရှိဘူးလို့ဘုရားယန္တာရိယသူတော်ကောင်းကြီးတွေတပပပြောခဲ့တာမရှိဘူးလားသူတို့ခန္ဓာပဲဖြစ်ဖြစ်ကိုယ်ခန္ဓာပဲဖြစ်ဖြစ်သူခန္ဓာပဲဖြစ်ဖြစ်ကိုယ်ဘဝပဲဖြစ်ဖြစ်သူ့ဘဝပဲဖြစ်ဖြစ်ဘယ်ဘဝပဲဖြစ်ဖြစ်တကယ်တမ်းကတော့ဒုက္ခသစ္စာဆင်းရဲခြင်းတရားမျှတာဖြစ်တယ်ဆိုတာဒါမြတ်စွာဘုရားအကျဉ်းမုံများစွာမပြောခဲ့ဘူးလားပြောခဲ့တယ်အဲ့ဒီဘဝဟာမကောင်းတဲ့ဒုက္ခသစ္စာဖြစ်ပါလေခင်နဲ့တရားဓမ္မတို့ဦးဇင်းတို့တွေဟာအဲ့ဒီဒုက္ခသစ္စာဘဝရဲ့မကောင်းတဲ့သဘောတွေကိုမသိတဲ့နားမလည်တဲ့အတွက်ကြောင့်ဘဝရဲ့ပုံမှာတွေ့တာတဲ့မမောတဲ့ခင်တွေ့တဲ့ဆိုတဲ့လောဘဖြစ်ရတယ်။အဲ့ဒီလောဘဖြစ်နေသမျှလည်းပဲဒုက္ခကိုဘယ်လောက်ပဲမရခြင်းဘူးလို့ဆိုဒုက္ခတွေကတော့ရနေမှာပဲဒုက္ခတွေကတော့တွေ့နေမှာပဲပေါ့ဟုတ်လားအဲ့ဒီတော့လောဘမဖြစ်အောင်ဘာလို့ရမှာတုံးဆိုတော့ဘဝရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ကြိုးစားအထောက်ရမယ်ဘဝမကောင်းဘူးဆိုတဲ့သဘောဘဝဟာဆင်းရဲတယ်ဆိုတဲ့သဘောကိုအမှန်တိုင်းသိအောင်မြင်အောင်ကြိုးစားအထောက်ရမယ်ဟုတ်လားအခုအဲ့ဒီသဘောကိုသိအောင်လို့မိမိရဲ့ခန္ဓာကိုဒါတိဋ္ဌာန်ဒေသနာတော်နီးနဲ့အညီဘဝဟာဆင်းရဲတယ်ဘဝဟာဒုက္ခဖြစ်တယ်ဆိုတာကိုသိအောင်မြင်အောင်လို့ခုကမ္မဋ္ဌာန်းတရားကိုကြိုးစားအထောက်ကြရဟုတ်လားဒါကြောင့်ဒီခန္ဓာမှာဘယ်လိုသဘာဝတွေပဲဖြစ်ပေါ်လာတတိဥစည်းပြီးတော့ဖြစ်တိုင်းတိနေအောင်ကြိုးစားအထောက်ကြရအဲ့ဒါတရားအထုတ်ခြင်းရဲ့တရားအထုတ်ပုံအကျဉ်းချုပ်လို့လည်းပဲပြောလို့ရတယ်နော်ဒီခန္ဓာမှာရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်နာမ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ခံစားမှုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ချမ်းသာတဲ့ဒုက္ခဝေဒနာတွေပဲဖြစ်ဖြစ်ဆင်းရဲတဲ့ဒုက္ခဝေဒနာတွေပဲဖြစ်ဖြစ်အရက်စကားနဲ့ပြောရမယ်ဆိုရင်စိတ်တိုင်းကြတာတွေပဲဖြစ်ဖြစ်စိတ်တိုင်းမကြတာတွေပဲဖြစ်ဖြစ်ဘာတွေပဲဖြစ်တိုင်းတိနေအောင်ကြိုးစားအားထုတ်ပါဟုတ်လားအဲ့လိုဖြစ်တိုင်းတိနေအောင်ကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင်ရှုမှတ်နေမယ်ဆိုလို့ရှိရင်ဉာဏ်ပညာဟာတဖြည်းဖြည်းနဲ့ရှင်းမာလာတယ်ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာချုပ်ပြောက်သွားတဲ့အရာမျှတာဖြစ်တယ်လို့ခန္ဓာရဲ့အနိစ္စသဘောကိုကောင်းကောင်းနားလည်လာမယ်ပေါ့အဲ့ဒီပုဂ္ဂိုလ်ဟာဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့တကယ်လက်တွေ့ကြိုးစားအထောက်တဲ့နေရာမှာဒီခန္ဓာကိုဒလဇတ်တတိဆိုင်ပြီးတော့ဘာပဲဖြစ်ကောင်းတာပဲဖြစ်ဆိုးတာပဲဖြစ်ချင်တာဖြစ်ပါစေအဓိကငါရဲ့အလုပ်ကဒီဖြစ်နေတဲ့သဘာဝတရားကိုကောင်းကောင်းတိနေအောင်ကြိုးစားအထုတ်မယ်သူ့အကြောင်းကိုသိအောင်လုပ်မယ်ဟုတ်လားအဲ့ဒါလိုတိနေမယ်ဆိုလို့ရှိရင်ဒီဖြစ်ပေါ်လာတဲ့သဘာဝတရားတွေရဲ့မမြဲခြင်းသဘောချုပ်ပြောက်သွားတဲ့သဘောပြီးဆုံးသွားတဲ့သဘောမရှိတော့တဲ့သဘောကိုမသိနိုင်ဘူးလားသိနိုင်နေဟုတ်လားအဲ့ဒါလိုသိပါများလာပြီဆိုလို့ရှိရင်ခန္ဓာမှာဘာပဲဖြစ်ကောင်းပဲဖြစ်ဆိုးပဲဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာချုပ်ပြောက်သွားတဲ့အတွက်ကြောင့်တကယ်စင်စစ်မကောင်းတဲ့တရားတွေမျှတာဖြစ်တယ်လို့ဒုက္ခအချက်ကိုလည်းပဲသူတဖြည်းဖြည်းနဲ့နားလည်လာမယ်ပေါ့ဟုတ်ရဲ့လားပထမနားလည်မှာကအနိစ္စအချက်ကိုနားလည်ပဲပရိထားပါများလို့ရှိရင်မမြဲဘူးပြောင်းလဲနေတယ်ဘာမှတည်တတ်နေတယ်ဆိုတာမရှိဘူးဆိုတာကိုသူကောင်းကောင်းသိမယ်ပေါ့ဟုတ်လားအဲ့ဒီမမြဲတာကိုတကယ်ကောင်းကောင်းသိလာပြီဆိုလို့ရှိရင်ဘာတွေပဲဖြစ်လို့မှတည်တတ်နေတဲ့သဘောမရှိတဲ့အတွက်ကြောင့်
ဘောဟာတကယ်တမ်းကတော့အကောင်းမဟုတ်ဘူးဆိုရဲဒုက္ခသဘောကိုတဖြည်းဖြည်းနဲ့နားလည်လာမယ်ပေါ့ရှင်းဆက်ပြီးတော့သတိပညာအားကြီးအောင်ကြိုးစားအထောက်တဲ့အခါမှာဒီမမြဲတဲ့သဘောကိုလည်းပဲမြဲအောင်ဘယ်သူမှလုပ်လို့မရဒီမကောင်းတဲ့သဘောကြီးကိုလည်းပဲကောင်းအောင်ဘယ်သူမှလုပ်လို့မရဟုတ်လားသူ့သဘောကိုသူဆောင်းနေတာဘယ်သူကမှဒီမမြဲတာကိုမြဲအောင်မကောင်းတာကိုကောင်းအောင်ဝင်ရောက်ဆွတ်ဖက်လို့မရဘူးယုံနာမှန်ရင်တော့ဒီသဘာဝအတိုင်းပဲဖြစ်နေတာဆိုပြီးတော့အနတ္တသဘောပေါ့နော်အဲ့ဒီသဘောတွေကိုတဖြည်းဖြည်းနဲ့သဘောပေါက်မလာပြီဘူးလားသဘောပေါက်လာမယ်အဲ့ဒါလို့ဖြစ်တိုင်းဖြစ်တိုင်းသိနေလို့ရှိရင်ခန္ဓာရဲ့သဘောတဘာဝဖြစ်တဲ့မမြဲခြင်းအနိစ္စလက္ခဏာဆင်းရဲခြင်းဒုက္ခလက္ခဏာအနိတ္တရမရှိခြင်းအစိုးမရမပိုင်တာခြင်းဆိုတဲ့အနတ္တလက္ခဏာတွေကိုသဘောပေါက်နားလေတဲ့ဉာဏ်ပညာဆိုတာကိုဒကာဓမ္မတို့အရှင်တို့ရနိုင်နေပေါ့အဲ့ဒီဉာဏ်ပညာရလာတာနဲ့အမျှသောတော်ကပြောခဲ့တဲ့ဒုက္ခကိုဖြစ်အောင်ဖန်တီးနေတဲ့တဏှာလောဘဆိုတဲ့တရားဟာတဖြည်းဖြည်းနဲ့ပါသွားမယ်နေသွားမယ်ပေါ့နော်ဒီဘက်ကအမှန်တိုင်းသိတဲ့ဉာဏ်ပညာများလာတာနဲ့အမျှစန့်ကျင်ဘက်ဟိုဘက်ကဒုက္ခတွေကိုဖန်တီးတဲ့တဏှာလောဘဆိုတဲ့သမုဒယသစ္စာဟာတဖြည်းဖြည်းနဲ့နေသွားကြအကြောင်းမရှိဘူးလားရှိတယ်နောက်လောဘဆိုတာကကောင်းနေခြင်းလို့ဖြစ်တာလို့ပြောခဲ့ပြီးသားဟုတ်လားမကောင်းတာကြီးကိုမကောင်းဘူးလို့သိလို့ရှိရင်လောဘဟာနေသွားကြအကြောင်းမရှိဘူးလားရှိတယ်နောက်ဘလောက်အားထုတ်လို့လောဘတွေဘလောက်နေသွားမှလဲလို့အဲ့ဒါလို့အတိအကျတွက်ချက်တိုင်းတာလို့တော့မရနိုင်ဘူးပေါ့ဟုတ်လားဒီအချက်ကိုဒကာဓမ္မတို့ဥယျာဉ်တို့တိတိကျကျသိဖို့တော့မလွယ်ဘူးပေါ့ဆိုရပါစို့ယောဂဖြစ်နေလို့ဈေးတောက်တဲ့အခါမှာယောဂဘူးတွေဘလောက်ကုန်သွားပြီဟုတ်လားအဲ့ဒါလိုမျိုးအတိအကျဒကာဓမ္မတို့ဥယျာဉ်တို့ပြောဖို့ဆိုတာတော့မလွယ်ဘူးဒါပေမဲ့လို့နေတာထိုင်တာလေးရှိလာပြီးတက်တောင့်တက်တာလေးရှိလာပြီးဆိုရင်ဒါယောဂတက်တာတယ်လို့ဆိုရမှာပေါ့ဟုတ်လားအဲ့ဒါလိုပဲသတိပဋ္ဌာန်တရားကိုကြိုးစားအထောက်လို့အနိစ္စချက်ဒုက္ခချက်အနတ္တချက်တွေကိုထိုက်တဲ့လောက်သဘောပေါက်လာတယ်ဆိုရင်သဘောမပေါက်ခင်ကလောက်တော့စိတ်ထဲမှာတင်းကျပ်တာတွေပူလောင်တာတွေဟုတ်လားစိုးရိမ်တာတွေစိတ်ဆင်းရဲတာတွေကိုယ်ဆင်းရဲတာတွေမရှိနိုင်ပါဘူးအဲ့ဒါဆိုရင်ဒါယောဂတဖြည်းဖြည်းနဲ့တက်တာလာတဲ့သဘောလို့မဆိုနိုင်ဘူးလားယောဂတက်တာတယ်ဆိုတာကယောဂရဲ့အကြောင်းတရားတွေနည်းသွားလို့ယောဂတက်တာတာပေါ့နော်အဲ့ဒီလိုပဲဥပမာတိုင်းပဲဓမ္မတရားကိုကြိုးစားအထောက်လို့နိုးဝါတဲ့ပို့ပြီးတော့စိတ်ချမ်းသာလာတယ်အတိညာဉ်တွေကြီးလာတယ်ဘဝမှာနေတဲ့ထိုင်တတ်ဖြစ်လာတယ်ဆိုလို့ရှိရင်ဒါကမ္မထတရားရဲ့အကျိုးကျေးဇူးလို့ပြောလို့မရဘူးလားရတယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာကမ္မထတရားကြိုးစားအထောက်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်အလွန်တရာမှတန်ဖိုးကြီးမားမယ်အလွန်တရာမှလည်းပဲအသုံးတည့်မယ်နော်တရားဂါထာလေးတွေရှိတယ်ဦးဇင်းတို့ဗတ္တိကာရထသုတ်တံလို့တန်ခါးနဲ့တင်ပတိမြတ်ကြီးတွေကခေါင်းစဉ်ပေးပြီးတော့မှတ်တမ်းတင်ခဲ့တယ်အဲ့ဒီဂါထာလေးတွေရဲ့အကြောင်းကတရားအထုတ်ကြမဲ့ပုဂ္ဂိုလ်တွေအတွက်အလွန်မှသိသင့်တယ်လို့ထင်တယ်အထူးသဖြင့်တရားစအထုတ်ခါစားမှာပို့ပြီးတော့တောင်သိသင့်တယ်လို့ထင်တယ်နော်အဲ့ဒီဂါထာလေးတွေရဲ့အကြောင်းကိုဦးဇင်းတို့ပြောကြည့်ရအောင်နော်တရားအထုတ်တဲ့နေရာမှာများစွာအထောက်အကူပြုနိုင်တယ်ပေါ့မိမိတို့စိတ်စဉ်းစားတဲ့အခါမှာတွေးတဲ့နေရာမှာလမ်းကြောင်းမှန်အောင်စဉ်းစားတတ်ဖို့တွေးတောတတ်ဖို့အတွက်အများကြီးအထောက်အကူပြုမယ်ပေါ့အဲ့ဒီဂါထာလေးတွေကဘာပြောထားတုံးဆိုတော့အတိတံနာနွာကမေယနပတိကင်ခေအနာဂတံရှရတိတံပဟိနန္တံအပ္ပတင်္စအနာဂတံပစ္စုပ္ပန်နေသယောဓမ္မတထဝိပတ္တိအတံဟိရံအပင်ကုပ္ပံတံဝိတော်မနုပြုဟေအဓိပ္ပာယ်ကဘာပြောတုံးဆိုတော့အတိတံနာနွာကမေယပြီးခဲ့ပြီးသားအတိတ်တွေကိုအစင်မလိုက်ပါနဲ့တဲ့နော်အတိတံနာနွာကမေယပြီးခဲ့ပြီးသားအတိတ်တွေကိုအစင်လိုက်မနေပါနဲ့တဲ့နပတိကင်ခေအနာဂတံမဖြစ်သေးတဲ့အနာဂတ်ကိုလည်းပဲအစင်မလိုက်ပါနဲ့တဲ့ဟုတ်လားပြီးခဲ့ပြီးသားအတိတ်ကိုအစင်မလိုက်နဲ့အနာဂတ်ကိုလည်းအစင်မလိုက်နဲ့အတိတံနာနာကမေယနပတိကင်ခေအနာဂတံရှရတိတံပဟိနန္တအပ္ပတင်္စအနာဂတံဘာဖြစ်လို့လဲဆိုတော့ရှရတိတံပဟိနန္တပြီးခဲ့ပြီးသားအတိတ်ဆိုတာမရှိတော့ဘူးတဲ့ရိုးရိုးလေးပဲနော်အတိတ်ဆိုတာဘာလဲတော့မရှိတော့ဘူးတဲ့
Sharaditam Bahinanda Abatensa Anagatan Anagasura Lebe Simala Delu Degamishi Divaru Julino Adesura Bigavi Jaukavi Michiro Anagasura Lapshadelu Degamishi Deu Daja Bigavida Atiko Tuito Nidari Sena Nidari Kanza Nidari Melode Mubo no Pchidira Anagan and Pata Biro Leve Chaucha Nidari Tauta Nidari Melode Mubo Tegana Adisuriama Pido Vandurano O Menedonga Ayen Nidirunga Ayen Larunga Atala Wiguare Aditio Tika Jive Biro Yoramo Era Leve Adipave Hola Adisuriama Veloti Nini Sasa the Wabauta Malemi Kuna in Liga Chikere Visa Leve Adipchapavi Kuna in Lilu Jora down in it Jali Hola accordingly a cookana Mayokan Sozoa Kana Chile Mola Chile no Era Bapetavi a deep Jetavi Hola Eddie a big deal a golo shut out Hanayami a duet Wimalanzia Hola Teganado the Garmado Ujinidia they are a Todeniama Eddie a Tico a Tima Matage Nine Kisava Amiaji announced Melo 10 Hola, a deco Nayosim a Piafu or a Jabioli Pioalusi. The Rana a dictura Bama Shiro Maho. Loa Mashiro would do a piso babi Piaque babi. Eddie Mashiro de Ayariga, Kuya Sitema, when no one would eat to cook the boy, Shimanevo, a Yiki. Eddie a day will Piampian Biro, Duswa Biro. Hola, the Mayan will lay out a Ludeolo. Bigger Vida Kuya and the Italian, maybe Pianayo. Eri Kisariga, Koyasito, Miaji Fluamo Biro, Nina Mishula. She no, Taja Lokisari, Hola Biga Vida Kisari, Tawani Wodiari, Radi Wodi Chima, Kaunema Tepiro, Material Move. Hola, Biga Vida Kisari, Biga Vida Kisa, Chidi Alioswa, Target Nango, Jim Jula, Yejide. Other Nagan and Brother Biro Leve. Oh, the canali don't you be on Chiloyana Maho, Nagasura Leve. Holabama be there at the Wajia at the Vole, Shira Maho. Taja dea Atume Bogoa, Eddie Echedeo, Solo Sisi, a mean Shenta then. Hola, a date Surago, Target Nango, a Yejide. A Nagasurago, Juju Biro, Young Manibu, a Yejide. Hola, together Amandia will be on Juza Atodeniama. A Tico, a John Pupiro, a Mandiago, Tivo Miamosura, Meloe. Hola, also a Dijura, Mansaya the Bob Chetoavi. Oh, Javura de Kushi, Luria Manyasura, Yanji Aguyala on Temia de the Bomishio. Bigger with that a Tico, Mamma Gangan Tivosura, Meloe. Hola. Tayam Peter about the Rondo, a Dijura, Mashido, Ulo Miaswa Piaga, you Shin Jotara. No, a Nagasura, Machidelo, Machidio. Tayandi, a thing at Nagako, the Garamado Ujinoria. Between me on, Satan, me young me on, Miamia, shut out Hanamo, Jiji. Can I hear the water of Amauti on me on Josiah Kama? Pisukmanga Sabiro, a Tika Tabiro, Leila would lower them. Well, a piece of Mansura, a Mandiane, Miaji needs that the two Lolos of Tilo Miaula. Yan, no? Bigger with that day to Lava. No Sagare to make the Nagotama. Hola, below him and Sagare, being at the Lama Minga, Ula, Blue Chitale, Nilu Chitale, Dija, the Garamaro Ujino, Medina, no. Hoyala. Tajam Yaswavia, a Tico, a Timave, Tagelai. Biduavi, Mishiro, Tayodem Shakero. Hola. Adlumio. Go Ema, Logisari, Yambiro Senamine. Hola, Arigo Pama Sitema, Titi Labiro, Mian Damine. No other resolution, go lonely alone, our one Yamchima, Maho. No, other Naga go leve, Miai Jubiro, Senamine, Dudomine. Hola, to the Hondiago to get teaching a solution. This open, she says Yuna, a man like Tio, Jusa Atude and Itagani, Sajayama. Tajam Yaswabia. Pisoban inside Jordanma. Tata Wipati. Loloze, a cook shinated the Vawa Diago. Amadang Tini, Nieni on Josa Atoyame. Loloze, a cook shinated the Vawa Dia. Hola. Loloze, the Vawa Dia, shinated the Vawa Diago.
တိနေအောင်ကြိုးစားအထောက်လို့တကယ်နားလည်လာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာအတိတ်ကိုလည်းနားလည်သွားမှာပဲဟောဆိုအတိတ်တုန်းကလည်းပဲဒီလိုတဘာဝတွေဖြစ်ခဲ့တာလို့သိနိုင်တဲ့အတွက်ကြောင့်ဟုတ်လားအနာဂတ်မှာလည်းပဲဒီလိုတဘာဝတွေပဲဆက်ပြီးတော့ဖြစ်နေအောင်မှာလို့သိနိုင်တယ်ဒါကြောင့်တကယ်စစ်မှန်တဲ့ဉာဏ်ပညာကိုရနိုင်တယ်ဆိုလို့ရှိရင်ဘာကိုအလေးထားဖို့လိုလဲဆိုတော့ပစ္စုပန်ကိုအလေးထားဖို့လိုတယ်ဒီနေရာမှာပစ္စုပန်ကိုအလေးထားရမယ်ဆိုတာပစ္စုပန်ကိုဖတ်တွယ်ထားရမယ်လို့ဆိုလိုတာမဟုတ်ပစ္စုပန်မှာဖြစ်နေတဲ့သဘာဝတရားကိုအဓိကသိအောင်မြင်အောင်လေ့လာရမယ်ရှုရှိုက်ရမယ်အဲ့ဒါကိုအရင်ပြုပြီးတော့အသိဉာဏ်ကိုရအောင်ကြိုးစားရမယ်လို့ပြောတာဟုတ်လားအေးအဲ့လိုပစ္စုပန်မှာဖြစ်နေတဲ့ယုံနာကိုအမှန်တိုင်းသိအောင်ကြိုးစားအထောက်မယ်ဆိုလို့ရှိရင်လေအတ္တံဟိရံအတ္တံကုပ္ပံအဲ့ဒီစိတ်ကလေးဟာတဏှာဒိဋ္ဌိတို့ရဲ့ဆွဲငင်မှုဆွဲဆောင်မှုကိုမခံရဘူးတဲ့အတ္တံကုပ္ပံတော့ဒေါသတရားတွေနဲ့တဏှာဒိဋ္ဌိတို့ဖြင့်လည်းပဲဒီစိတ်လေးဟာပျက်စီးသွားတယ်လို့မဆိုနိုင်ဘူးတဲ့အလွန်တရာမှအဆင့်အတန်းရှိတဲ့အည်အသွေးရှိတဲ့ဒီစိတ်ကလေးဒီဉာဏ်ပညာလေးကိုရမယ်ပေါ့ဒီစုံမှာဖြစ်နေတဲ့ယုံနာကိုတိနေအောင်ကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်အတ္တဟိရံအတ္တံကုပ္ပံပတ္တနာမာနဒိဋ္ဌိတွေမဆွဲဆောင်နိုင်တဲ့မဖြည့်ဆည်းနိုင်တဲ့အလွန်တရာမှမုံမြတ်တဲ့တော့ဒီဉာဏ်ပညာဆိုတဲ့သဘောလေးကိုရမယ်အဲ့ဒီဉာဏ်ပညာလေးကိုပညာဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်တွေဟာများလာအောင်ပွားရမယ်တဲ့ပိစုပန်နင်္စယောဓမ္မတထဝိပတ္တိအတ္တံဟိရံအတ္တံကုပ္ပံတံဝီတော်မနုဖြူဟိနော်အဲ့ဒီဉာဏ်ပညာလေးတွေများလာအောင်အဲ့ဒီပုဂ္ဂိုလ်ဟာပွားများရမယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တရားအထုတ်ကြမဲ့ပုဂ္ဂိုလ်တိုင်းဟာဒီအချက်လက်လေးတွေကိုနားလေသဘောပေါက်ထားဖို့လိုတယ်ဟုတ်လားအတိတ်ကိုပြန်ပြီးတော့မစင်သားနဲ့နော်အတိတ်ကိုတန်ရောစဉ်ဖြတ်နိုင်ပါစေအနာဂတ်နဲ့ပတ်သက်ပြီးတော့အများကြီးတွေးရပြီးတော့ပူပန်နေတာမျိုးတောကတွေရောက်နေတာမျိုးကြောက်ကြနေတာမျိုးမဖြစ်သင့်ဘူးပိစုပန်ကိုအဓိကထားပြီးတော့လေ့လာရမယ်သိအောင်နားလေအောင်ကြိုးစားရမယ်ဒီနေရာမှာပိဿပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားလက်ထက်ကဥက္ကတေနာကိုမြတ်စွာဘုရားဟောထားတဲ့ဂါထာလေးကိုညှက်ပြောရင်တော့တော်တော်ကောင်းပြီဗျဟုတ်လားဥက္ကတေနာဆိုတာပိဿတို့ကြားဦးပါလေဟုတ်လားဆက်ကသမားလေးအတောင်60မြင့်တဲ့ဝလုံးတိုင်ထက်ကိုတက်ပြီးတော့ဂျွန်ပါဖြစ်ပြီးတော့ပြစားတဲ့ဆက်ကသမားသူကတတိတာတယောက်ပါနော်အဲ့လိုဆက်ကပြတဲ့အမျိုးသမီးတယောက်ကိုချစ်တိုက်မိရကနေပြီးတော့အဲ့ဒီမျိုးသမီးရဲ့ဖေကမင်းကသမီးကိုရခြင်းငါတို့နောက်ကိုလိုက်ခဲ့ဆိုတော့သူလိုက်သွားတာပေါ့ကိုရောက်တဲ့အခါကျတော့မျိုးသမီးကတတ်ထားတဲ့ပညာကိုအကြောင်းပြုပြီးတော့ဥက္ကတေနာကိုအထင်သေးတယ်ပေါ့မထေမဲ့မြင်ဆက်ဆံတယ်ပေါ့အဲ့ဒီမှာယောက်ျားတို့ရဲ့မာနနဲ့သူဘာကိုအကြောင်းပြုပြီးတော့မာနကြီးတယ်လေသူတတ်ထားတဲ့အတတ်ပညာကိုအကြောင်းပြုပြီးတော့မာနကြီးတာကိုအဲ့လိုဆိုရင်ငါကသူ့ထက်ပိုပြီးတော့အတတ်ပညာကိုသူတတ်တဲ့အတတ်ပညာကိုတတ်အောင်ကြိုးစားမယ်ဆိုပြီးတော့ကြိုးစားတာအဲ့ဒီပတိသားကအဲ့ဒီမှာသူကပိုးပြီးတော့အတတ်ပညာကိုတတ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်အဲ့ဒါတနေ့တော့မြို့ထဲမှာသူကအဲ့လိုသူ့ရဲ့အတတ်ပညာကိုပြတာပေါ့ပြတဲ့အချိန်မှာရှင်မမောက္ကလအမှုပြုတယ်မြတ်စွာဘုရားအမှုပြုတယ်ရှင်မမောက္ကလနောက်လိုက်တန်ဃာတော်ရှင်မြတ်တွေအကုန်လုံးခြံရံပြီးတော့ကြွလာကြတော့ပရိသတ်ကမြတ်စွာဘုရားကိုပဲကြည်ကြတယ်အဲ့ဒီမှာသူနည်းနည်းအားငယ်သွားတယ်ပေါ့ဒီတော့မှမြတ်စွာဘုရားကရှင်မမောက္ကလကိုစေတမောက္ကလဥက္ကတေနာကိုသူတတ်ထားတဲ့အတတ်ပညာကိုပြပါလို့ပြောကြည့်ဆိုတော့ရှင်မမောက္ကလကသွားပြောတယ်ပြောတော့မှသူဝမ်းမြောက်ဝမ်းသာပြတယ်ပေါ့အဲ့ဒီတိုင်ထိပ်ပေါ်မှာနေတုန်းမှာပဲမြတ်စွာဘုရားကတရားဟောတာအော်စရာတော့ကောင်းတယ်ဒါပေမဲ့အလွန်ဉာဏ်ပါတယ်ပေါ့အဲ့ဒီတရားအလွန်မှလည်းပဲစဉ်းစားရကောင်းတယ်ဘာပြောတာတော့ဆိုတော့မုံဇပုရိမုံဇပစ္စတော့မိစေမုံဇဘောတပါရကုတဲ့မုံဇပုရိဆိုတာရှည်တုံးကလို့အဓိပ္ပာယ်ရတယ်နော်အတိတ်ပါပဲဟုတ်လားရှည်တုံးကဖြစ်ခဲ့တာရှည်တုံးကဆိုတော့ဟိုးဝေးလံတဲ့ရှည်ကိုကြီးတစ်ခုတည်းရည်ရွယ်တာမဟုတ်ဘူးနော်စောစောကဖြစ်ခဲ့တဲ့ဟာအဖြစ်သွားပြီတော့ရှည်ဖြစ်သွားပြီဟုတ်လားအလွန်နီးကပ်တဲ့ရှည်လို့ပြောရမှာပေါ့ဟုတ်လားအဲ့ဒီရှည်ဖြစ်ခဲ့တဲ့အရာတွေရဲ့အပေါ်မှာမုံစလွတ်လိုက်ပါတဲ့ရိုးလေးနော်ဖြစ်ခဲ့ပြီးသားရှည်ကိုမလုပ်ရမှာတော့လွတ်လိုက်ပါတဲ့မုံစပုတွေနော်ရှည်မှဖြစ်နေတဲ့အရာတွေရဲ့အပေါ်မှာလွတ်လိုက်ပါတဲ့မုံစပုတွေမုံစပစ္စတော်တယ်ပစ္စတော်ဆိုတာနောက်ဆိုတာကမဖြစ်သေးတာကိုပြောတာအဲ့ဒါရဲ့အပေါ်မှာလည်းပဲမုံစလွတ်လိုက်ပါတဲ့ဟုတ်လား
ဖြစ်ခဲ့ပြီးသားတွေရဲ့အပေါ်မှာလည်းလွတ်လိုက်ပါဆွန့်လွတ်လိုက်ပါဒါကိုတွေ့ကပ်မနေပါနဲ့တိမ့်ပိုက်ထားပါလားနဲ့ဖက်တွေ့ပြီးတော့မထားပါနဲ့စိတ်ထဲမှာဘာမှဒီဥစ္စာကကိုယ့်ကိုအခက်အနှောင့်အယှက်ဖြစ်မနေပါစေနဲ့ပေါ့ဟုတ်လားအဲ့လိုပဲနောက်ဆိုတာမဖြစ်သေးဘူးအနာဂတ်ပေါ့နော်အဲ့ဒါရဲ့အပေါ်မှာလည်းဘာလို့ရမှာတော့လွတ်လိုက်ပါအဲ့ဒါကိုလည်းပဲတရားဓမ္မတို့ဦးဇင်းတို့တွေကမဖြစ်သေးပဲနဲ့ကြိုတင်ပြီးတော့စုပ်ကင်ထားတာမရှိဘူးလားရှိတာပေါ့အခုတရားစခန်းဝင်လို့ရှိရင်ဘလောက်ထိပြစ္ဆုတ်ပံတဲဖို့လိုလဲအကျဉ်းများဖြင့်ငါတို့တရားဘယ်နှကြိမ်ထိုင်ခဲ့ပြီအဲ့ဒါတွေစဉ်းစားမနေနဲ့ဟုတ်လားတရားထိုင်နေတဲ့အချိန်မှာအချိန်ဘယ်လောက်များကျန်နေသေးလဲဒါအနာဂတ်ကိုစဉ်းစားတာစဉ်းစားမနေနဲ့ငါဆက်ပြီးတော့ညောင်းမြညောင်းနေမှာလားငါထိုင်မှထိုင်နိုင်မှမလားအဲ့ဒါဘာလို့အဲ့ဒါအနာဂတ်နော်အဲ့ဒါကိုဘာလုပ်နေတာတော့စုပ်ကင်နေတာမလွတ်နိုင်ဘူးပေါ့ဟုတ်လားအဲ့ဒါနောက်ကိုမလွတ်နိုင်တာအဲ့ဒါကြောင့်မို့လို့တချို့ကလောလောဆယ်အဆင်မပြေဖြစ်နေဟုတ်လားနောက်ကိုမလွတ်နိုင်တာနဲ့လောလောဆယ်အဆင်မပြေဖြစ်တယ်ရှီးကိုမလွတ်နိုင်တာနဲ့လောလောဆယ်အဆင်မပြေဖြစ်တယ်တကယ်တမ်းကအတိတ်ဆိုတာမရှိတော့ဘူးနော်သို့တော်လည်းပဲပြန်တွေးတဲ့စိတ်ကလေးကတော့ရှိတယ်ဟုတ်လားအတိတ်ကတော့မရှိတော့ဘူးပြီးခဲ့ပြီးသားကိစ္စကတော့ဘာမှမရှိတော့ပါဘူးသို့တော့ဘာမှမရှိတာကြီးကိုတရားဓမ္မတို့ဦးဇင်းတို့တွေကပြန်ပြီးတော့စဉ်းစားတဲ့အခါမှာစဉ်းစားတဲ့သဘောလေးကတော့ရှိတယ်ဟုတ်လားအဲ့ဒီရှိတဲ့သဘောလေးကတော့ပြစ္ဆုတ်ပံအမှန်တရားလေးပဲအဲ့ဒါကိုတော့သိအောင်ကြိုးစားရမယ်ဟုတ်လားအနာဂတ်ဆိုတာမရှိသေးဘူးသို့တော့လှမ်းကြိုပြီးတော့စဉ်းစားတဲ့သဘောလေးကတော့ရှိတယ်အဲ့ဒါကတော့တရားဓမ္မတို့ဦးဇင်းတို့တွေကသိအောင်ကြိုးစားရမယ်ဒါမြတ်စွာဘုရားကမုံစမ်းပုရိမုံစမ်းပစ္စံတော်ရှေးအစွန်းကိုလည်းလွှတ်လိုက်ပါရှေးတုန်းကဖြစ်ခဲ့တာကိုလည်းလွှတ်လိုက်ပါနောက်မှဖြစ်မဲ့အရာတွေရဲ့ပုံမှာကိုလည်းလွှတ်လိုက်ပါတဲ့မုံစမ်းပုရိမုံစမ်းပစ္စံတော်မေဇေမုံစဘောဓပါရဆိုတယ်ဟောမေဇေမုံစမေဇေဆိုတာအလေဆိုတာကအခုဟာကိုပြောတာခုလောလောဆယ်ဖြစ်နေတာကိုပြောတာနော်အဲ့ဒါရဲ့အပေါ်မှာလည်းပဲမုံစလွှတ်လိုက်ပါတဲ့သူ့ကိုလည်းပဲလောလောဆယ်ဖြစ်နေတာကြီးကိုလည်းပဲအထင်ကြီးနဲ့စုပ်ကင်ထားစရာမလိုသူလည်းပဲခုပဲဖြစ်ပြီးတော့အခုပဲမရှိတော့မယ့်အရာနောက်ထပ်ပြီးတော့ဖြစ်မယ်အဲ့ဒါလည်းပြီးဆုံးသွားမယ့်အရာချုပ်ပြောက်သွားမယ့်အရာဘာမှသူ့ကိုလည်းပဲစုပ်ကင်ထားစရာအကြောင်းမရှိဘူးဆွဲလန်းစရာထားစရာအကြောင်းမရှိဘူးဒီကရန်ကတော့ဘာမှအဖိုးမတန်တာတွေဖြစ်ခဲ့တာဘာမှအဖိုးမတန်တာတွေဖြစ်နေတာဘာမှအဖိုးမတန်တာတွေဆက်ပြီးတော့ဖြစ်အောင်မှာအဲ့ဒါကိုကိုယ်တိုင်ဉာဏ်နဲ့နားလည်ဖို့ကြိုးစားအထောက်ကြရတာခုတကယ်ဓမ္မတို့ဦးဇင်းတို့တွေကဦးဇင်းတို့လည်းဒါဒီတိုင်းမှာပဲအဝိဇ္ဇာရဲ့လှည့်စားမှုကိုကောင်းကောင်းခံရတဲ့အတွက်ကြောင့်ဘာမှအဖိုးမတန်တဲ့အရာတွေကိုတကယ်ကိုအဖိုးတန်တဲ့နော်အဓိကကြတဲ့တော်တော်တန်ဖိုးကြီးတဲ့အရာကြီးလို့ထင်တာအဲ့ဒီအထင်ရှိတဲ့အတွက်ကြောင့်အများကြီးစုပ်ကင်ထားတဲ့သဘောရှိတယ်လောလောဆယ်အနေထားကိုမပြောနဲ့ပြီးခဲ့ပြီးသားကိုလည်းမလွတ်နိုင်ဘူးဟုတ်လားအနာဂတ်ကိုလည်းမလွတ်နိုင်ဘူးလောလောဆယ်မှာလည်းမလွတ်နိုင်ဘူးအဲ့ဒီတော့ဘာဖြစ်တုံဆိုတော့အယံဝင်တို့ဝင်ဖို့ကြီးတယ်ဆိုတဲ့အတိတ်ပဲဟုတ်လားဒါကြောင့်မြတ်စွာဘုရားကရှေးကိုလည်းလွတ်လိုက်ပါနောက်ကိုလည်းလွတ်လိုက်ပါအလေကိုလည်းလွတ်လိုက်ပါတဲ့ဘာကိုမှစုပ်ကင်မထားနဲ့နားလည်ဖို့ပဲကြိုးစားကြရမှာဟုတ်လားဘာကိုမှစုပ်ကင်မထားနဲ့နားလည်ဖို့သိဖို့ပဲကြိုးစားကြရမှာဟုတ်လားအဲ့လိုမြတ်စွာဘုရားကဥက္ကတေနကိုခေါ်တဲ့ဂါထာလေးနဲ့ခုနတော့ကဗတ္တိကာရထသုတ်တံတွဲပြီးတော့ပြောကြမှာကောင်းမလားကောင်းတယ်နော်မုံစံပုရိမုံစံပစ္စတော်မေဇေမုံစံဘောဓပါရကိုအဲ့လိုလွတ်မယ်ဆိုလို့ရှိရင်ဘောဓပါရကိုဘဝရဲ့အဆုံးကိုရောက်မယ်သိမယ်ဟုတ်လားမုံစံပုရိမုံစံပစ္စတော်မေဇေမုံစံဘောဓပါရကိုတပ္ပတဝိမု ക്ത မာနတနပုဏ္ဏဇာတိစတံဥပေဟိတိတဲ့အဲ့ဒါဆိုရင်ကုံလုံးကလွတ်မြောက်ပြီးတော့ကိလေသာတွေကလွတ်မြောက်ပြီးတော့နော်တဖန်ပရိသေနေရတယ်ဆိုတဲ့ဆင်းရဲခြင်းရဲ့အကြောင်းဇာတိဆိုတာသင်ဖြစ်เสียအကြောင်းမရှိတော့ဘူးတဲ့ဒါလေးပဲပြောလိုက်တာပဲဉာဏ်ပညာကလည်းအလွန်ထက်မြက်ပါမီကလည်းထူးတဲ့ပုဂ္ဂိုလ်တစ်ချိန်လုံးကလည်းဘဝအကြောင်းခန္ဓာအကြောင်းကိုသိအောင်မြင်အောင်ကြိုးစားအထုတ်ထားခဲ့တဲ့ဉာဏ်ပညာတွေကလည်းရှိလာတာဖြစ်မှာပေါ့ဟုတ်လားဒါကြောင့်အဲ့ဒီဂါထာရဲ့အဆုံးမှာပဲအတောကုန်ခံတဲ့ယဟနာဖြစ်တယ်ဒါကြောင့်ပိဋကပေါင်းတော်တို့ကမ္မဋ္ဌာန်းတရားအထုတ်တဲ့နေရာမှာပြီးခဲ့ပြီးသားတွေကိုလည်းလွှတ်လိုက်ပါမဖြစ်သေးတာတွေကိုလည်းပဲလွှတ်လိုက်ပါမရှိတာတွေကိုအရှိလုပ်ပြီးတော့တွေ့တာမနေပါနဲ့ကြောင်းကြမနေပါနဲ့ရှိမှမရှိတော့တဲ့ကိစ္စမရှိဘူးဆိုတာကိုသိရင်လွတ်ဖို့လွယ်မှာပါဟုတ်လားရှိတဲ့ထင်းနေလို့အဲ့ဒါကိုမဖြစ်နေတာတော့စုပ်ကိုင်းနေတာဟုတ်လားအခုလုံးလုံးပဲဖြစ်နေတာကလည်းပဲကြည်တုံးမှာပဲကြည်နေသေးမှာပဲမရှိတော့ဘူးနောက်ထပ်အသက်ဖြစ်တယ်မရှိတော့ဘူးနဲ့သူကလည်းကုံဆုံးလိုက်နေတာပဲမဟုတ်လား
အဲ့ဒါကိုသိမယ်ဆိုရင်ပြစ္ဆုတ်ပံကိုလည်းပဲလွတ်နိုင်ဖို့မလွယ်ကူဘူးလားအမှန်တရားကိုသိရင်ဒါလွတ်နိုင်ဖို့အတွက်လွယ်မယ်ပေါ့ဟုတ်လားဘာကြောင့်မလွတ်နိုင်ကြတာတော့ဘာကြောင့်စုပ်ကင်ထားကြတာတော့လို့မေးရင်အဲ့ဒီသူတို့ရဲ့သဘာဝအမှန်ကိုမသိလို့တကယ်တမ်းကအတိတ်ဆိုတာမရှိတော့ဘူးအနာဂတ်ဆိုတာမရှိသေးဘူးပြစ္ဆုတ်ပံဆိုတာလည်းအမြဲတမ်းကုံဆုံးလိုက်နေတယ်ဘယ်ရာကိုတရားဓမ္မတို့အရင်တို့စုပ်ကင်ကြမလို့ဘယ်ရာမှစုပ်ကင်စရာမရှိဘူးဟုတ်ရဲ့လားဒါဦးဇင်းတို့ဥပ္ပဒေနာကိုဟောတဲ့ကာထာပေါ့နောက်ထပ်ဒီလိုပဲမြတ်စွာဘုရားစင်တူတူဟောထားတာလေးတစ်ခုရှိသေးတယ်ဒါကတော့ပိဿတို့ဘုဒ္ဓတာလေးရစေခြင်းတို့ဒီကာထာလေးတွေကအလုံးမလေးပဲစဉ်းစားစရာလည်းကောင်းလို့နောက်ထပ်ပြောမဲ့ကာထာကဘုရားကိုအကြောင်းပြုပြီးတော့ဟောတာတော့ဆိုတော့တန်တတိအမတ်ကြီးကိုအကြောင်းပြုပြီးတော့ဟောတာတန်တတိအမတ်ကြီးဆိုရင်လည်းလူတိုင်းကြားဖို့ပါတယ်ဟုတ်လားရှင်မောပေါ်မှာအယမူးရင်းနဲ့မြတ်စွာဘုရားဟောတဲ့တရားကြောင့်အယမူးပြည်ပြီးတော့ယဟန္တာဖြစ်သွားတာသူကဘာကြောင့်မူးနေတာလဲဆိုတော့တကုံတွေကိုတိုက်ခိုက်သိမ့်ပိုက်လို့အောင်မြင်တဲ့အနေနဲ့စုချတဲ့အနေနဲ့ဗိမိတာရမင်းကြီးကအလွန်လှပတဲ့ကကြီးတဲ့မာလေးတယောက်ကိုပေးပြီးတော့ဒီနန်းစည်းစိမ်ကို9ရက်တောင်သူ့ကိုပေးတယ်လို့ဆိုတယ်ဟုတ်လားအဲ့ဒီမှာသူရှင်ဘုရင်ဖြစ်တယ်ပေါ့9ရက်ကျိုးဘဘာကြီးနေတယ်အဲ့လိုနဲ့သူအလွန်မြတ်လို့တဲ့အဲ့ဒီကကြီးတဲ့မာလေးကရုတ်တရက်ဆုံးသွားတယ်အဲ့ဒီမှာသူဘလို့မှမနေနိုင်မထိုင်နိုင်ဖြစ်တယ်ပေါ့လောကရဲ့ဖိစီးမှုကိုခံရတယ်အဲ့လိုနဲ့ရက်တည်မူးနေတော့မြတ်စွာဘုရားနဲ့တွေ့တာပဲဒါအချင်းချုပ်ပြောပြတာအဲ့ဒီတွေ့တဲ့အခါကျတော့မြတ်စွာဘုရားကဘာဟောလဲဆိုတော့ယံပုဗ္ဗေတံဝိတောတေဟိပစ္ဆန္တိမာဟုကိဉ္စနဟောလာပြန်ပြီနော်ယံပုဗ္ဗေတံဝိတောတေဟိပစ္ဆန္တိမာဟုကိဉ္စနယံပုဗ္ဗေတံဝိတောတေဟိဆိုတာဘာပြောတာလဲဆိုတော့ရှင်းတော့ကအရာတွေနဲ့ပတ်သက်ပြီးတော့အတိတ်နဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်နိုင်တဲ့ကိလေသာတွေကို၆တွေ့သွားပါစေတဲ့ဟုတ်လားပြီးခဲ့ပြီးသားတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဖြစ်ပေါ်လာမယ့်ကိလေသာတရားတွေကိုဗါတဲ့တော့၆တွေ့သွားပါစေတဲ့တရားဓမ္မတို့အရင်တို့ကိလေသာတော်တော်များများကပြီးခဲ့ပြီးသားတွေနဲ့ပတ်သက်ပြီးတော့ဖြစ်နေတာဗျဟုတ်တယ်မဟုတ်လားအဲ့ဒီပြီးခဲ့ပြီးသားတွေနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာနိုင်တဲ့ကိလေသာတရားတွေကို၆တွေ့သွားပါစေတဲ့ယံပုဗ္ဗေတံဝိတောတေဟိပစ္ဆာတိမာဟုကိဉ္စနနောင်မှာဖြစ်မဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်းပဲကြောက်ကြတာတွေတောင့်တတာတွေကိုမဖြစ်ပါစေနဲ့တဲ့ဘဒုဝါဘုအဓိပ္ပာယ်ကသိပြီးတော့ဟုတ်လားပြီးခဲ့ပြီးသားတွေနဲ့ပတ်သက်ပြီးတော့လည်းပဲကိလေသာမဖြစ်အောင်ကြိုးစားရမယ်ဟုတ်လားမဖြစ်သေးတာတွေနဲ့ပတ်သက်ပြီးတော့လည်းပဲစိတ်ထဲမှာကြောက်ကြမှုတောင့်တမှုကင်းအောင်ကိလေသာမဖြစ်အောင်ကြိုးစားအထောက်ကြရမယ်ယံပုဗ္ဗေတံဝိတောတိဟိတဗ္ဗေပစ္ဆာတိမာဟုကိဉ္စနမေဇီစေနောဂဟိတတိဟောအလဲကိုလည်းပဲမစွဲယူဘူးဆိုလို့ရှိရင်တဲ့သူ့ကိုလည်းပဲမြတ်စွာဘုရားကပုဗ္ဗေရှိတုံးကဟုတ်လားပစ္ဆာနောက်မှာမေဇီအလဲရှိနောက်အလဲသုံးချက်ဟောတာနော်ခုနတော့ဥက္ကသေနာကိုကြတော့လည်းပဲမုံစားပုရိမုံစားပစ္ဆာတော့မေဇီမုံစားဘောဓပါရကိုဟိုကတော့ပုဗ္ဗေသူကြတော့ပုရိတဲ့မထူးပါဘူးအတူတူပါပဲရှိတုံးကရှိနောက်အလဲရှိဆိုတာကအတိတ်နောက်ဆိုတာကအနာကအလဲဆိုတာကလွန်လွန်စေအခုဖြစ်နေတဲ့အခိုက်အတန့်ဟုတ်လားရှင်းနောက်အလဲဟုတ်လားဥက္ကသေနာကိုကြတော့ရှင်းကိုလည်းလွှတ်လိုက်ပါနောက်ကိုလည်းလွှတ်လိုက်ပါအလဲကိုလည်းလွှတ်လိုက်ပါတတ္တိအမတ်ကြီးကိုကြတော့ရှင်းတုန်းကဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာနိုင်တဲ့ကိလေသာတရားတွေကို၆တွေ့သွားပါစေနောက်မဖြစ်သေးတာတွေနဲ့ပတ်သက်ပြီးတော့လည်းပဲကိလေသာမဖြစ်ပါစေနဲ့အလဲလုံးလုံးနဲ့ဖြစ်နေတာကိုလည်းပဲမစ္စီစီနောဂဟိတတိတကယ်လို့စွဲယူမထားဘူးဆိုလို့ရှိရင်ဟုတ်လားလောလောဆယ်ဖြစ်နေတာကိုလည်းစွဲယူမထားဘူးဆိုလို့ရှိရင်ဥပဒံတော်စရိတတိသင်ဟာအလွန်မှငြိမ်းချမ်းလိမ့်မယ်တဲ့ဒါလေးကတော်တော်ကောင်းတယ်နော်ရှင်းနောက်အလေဒါတွေရဲ့ပုံမှာစွဲယူမထားဘူးရှင်းနိုင်မယ်လွတ်နိုင်မယ်ဆိုလို့ရှိရင်တရားဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ကလေးဟာဘာဖြစ်နိုင်လို့ငြိမ်းချမ်းနိုင်တယ်ငြိမ်းချမ်းနိုင်တယ်ဟိုဘာလို့မငြိမ်းချမ်းတာတော့ဆိုတော့အတိတ်ကဝန်တို့ဝန်ကြီးတစ်ခုဖြစ်ပြီးတော့ကိုယ့်ကိုပူလောင်အောင်ရှုမြိုက်နေတဲ့အနေအထားမျိုးမှမရှိဘူးလားနော်အတိတ်ကိုအကြောင်းပြုပြီးတော့ဖြစ်လာတဲ့ကိလေသာတွေပေါ့ဟုတ်လားမဖြစ်သေးတဲ့အနာဂတ်ကလည်းပဲကိုယ့်ကိုနောက်ကိလေသာတွေအများကြီးဖြစ်စေပြီးတော့နှိမ့်ဆက်နေတာတွေမရှိဘူးလားရှိတယ်လောလောဆယ်အခိုက်အတန့်ကိုလည်းပဲမလွတ်နိုင်တဲ့အတွက်ကြောင့်အထင်တွေအမျိုးမျိုးမှားပြီးတော့ကိလေသာတွေအမျိုးမျိုးဖြစ်ပြီးတော့ဆင်းရဲပင်ပန်းနေရတဲ့အနေအထားမှမရှိဘူးလားရှိတယ်ဒါကြောင့်တန်တတိအမတ်ကြီးကိုဟောတဲ့ကာထာလေးကအဲ့ဒါလေးအပူပါလာတယ်ဟုတ်လားနော်ရှင်းတုန်းကအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာနိုင်တဲ့ကိလေသာတွေကို၆တွေ့သွားပါစေနော်အနာဂတ်မှာဖြစ်ပေါ်လာမယ့်
ကြောင်းကြမှုတောင်းတမှုအစရှိတဲ့ကိလေသာတွေကိုလည်းမဖြစ်အောင်အနာဂတ်နဲ့ပတ်သက်ပြီးတော့မဖြစ်အောင်ကြိုးစားပါအလဲကိုလည်းပဲစွဲမယူဘူးဆိုလို့ရှိရင်သင်ဟာအလွန်ငြိမ်းချမ်းတဲ့လူတစ်ယောက်ဖြစ်မယ်ဆိုတဲ့အတိတ်ပဲဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အတိတ်ဆိုတာပြီးခဲ့ပြီမရှိတော့ဘူးလို့ရှင်းရှင်းနားလည်ရမယ်ဒါအမြဲတမ်းစဉ်းစားတဲ့နယ်လို့အရင်ထင်တယ်ဒါစိတ်တွေကမှားယွင်းမှုတွေထဲမှာအနေကြားလာတဲ့အခါကျတော့ဒီမှန်ကန်တဲ့တရားကိုပြောလို့ခဏလေးပဲကိုကစဉ်းစားမိတယ်ပြီးရင်ခဏခဏကြိမ်ဖန်များစွာစဉ်းစားတဲ့အလေးချင်းကမရှိတဲ့အခါကျတော့မစဉ်းစားပြဘူးပေါ့အမှန်ကတော့ဒါလက်မခံလို့ကိုမရတော့အောင်မှန်တဲ့အမှန်တရားပဲမဟုတ်လားအတိတ်ဆိုတာဘာခဲ့တော့ပြီးခဲ့ပြီမရှိတော့ဘူးအနာဂတ်ဆိုတာတကယ်မဖြစ်သေးဘူးဟုတ်လားဒီအချက်တွေကိုရှင်းရှင်းလင်းလင်းစဉ်းစားဖို့ဆင်ခြင်ဖို့အရေးမကြီးဘူးလားအရေးကြီးတယ်ဒီနေရာမှာအတိတ်အနာဂတ်ဆိုတာကိုအလွန်ဝေးကွာတဲ့အတိတ်တွေအနာဂတ်တွေလောက်ပဲသဘောပေါက်ထားလို့မရဘူးနော်အလွန်နီးစပ်တဲ့အတိတ်အလွန်နီးစပ်တဲ့အနာဂတ်ကိုသဘောပေါက်ထားဖို့လိုတယ်စောစောကဖြစ်ခဲ့တာဆိုတာကိုပဲစိတ်ဝင်စားပဲနေနိုင်ရင်တော်တော်ကောင်းမယ်ခဏနေရင်ဖြစ်မှာဆိုတာကိုပဲစိတ်ဝင်စားပဲနေနိုင်ရင်တော်တော်ကောင်းမယ်တကယ်တရားကိုအားထုတ်ပြီးဆိုလို့ရှိရင်အဲ့ဒါကိုစိတ်ဝင်စားနေလို့ဖြစ်မလားမဖြစ်ဘူးနော်ဖြစ်ခဲ့ပြီးသားလေးကိုပြန်ပြီးတော့အမှတ်ရလိုက်တာနဲ့လမ်းကြောင်းကစောင်းသွားပြီဟုတ်တယ်မဟုတ်လားလုံးလုံးလည်းဖြစ်နေတာကို तू မသိတော့ဘူးလေဟုတ်လားခဏနေဖြစ်မှာကိုနှမ်းစဉ်းစားလိုက်တာနဲ့ပဲလုံးလုံးလည်းဖြစ်တာကို तू မသိတော့ဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်အောင်တို့တရားကိုလမ်းကြောင်းမှန်မှန်ရှောက်လန်းနေတယ်ဆိုရင်ပုစုပန်လင်စယောဓမ္မတထဝိပတ္တိလုံးလုံးလည်းဖြစ်နေတာလေးကိုအမှန်တိုင်းသိနေအောင်ကြိုးစားအထောက်ရမယ်အဲ့ဒါလိုကြိုးစားအထုတ်လို့ရှိရင်အတ္တန်ဟိတံအတ္တင်ကုပ္ပံတံဝိရောမနုပြဟဲ့ဤတဏှာဒိဋ္ဌိတို့မစွဲငင်နဲ့တဏှာဒိဋ္ဌိတို့မဖြစ်စည်းအပ်တဲ့အလွန်မွန်မြတ်တဲ့ဉာဏ်ပညာဆိုတာလေးကိုမရပြီဘူးလားရပဲအဲ့ဒီဉာဏ်ပညာကိုပညာရှိတဲ့ပုဂ္ဂိုလ်ဟာများလာအောင်ပွားရမယ်တဲ့ဟုတ်ရဲ့လားဒါကြောင့်အခုဒကာဓမ္မတို့အရှင်တို့တွေဟာအဲ့ဒီအလုပ်ကိုကြိုးစားပြီးတော့အားထုတ်နေကြတာဟုတ်လားအဲ့ဒီအလုပ်ကိုကြိုးစားပြီးတော့အားထုတ်နေကြတာကိုယ့်ရဲ့ခန္ဓာမှာဘာတွေပဲဖြစ်တိုင်းတက်နိုင်သမျှအသေးစိတ်သိအောင်ကြိုးစားအားထုတ်ဖို့ဒါဒီနေရာကိုရောက်လာကြတာပေါ့နော်အဲ့တော့တရားရိပ်တာတဲ့လို့တိတိစိတ်စိတ်ကြီးလည်းမရှိတဲ့အခါကျတော့ဒကာဓမ္မတို့လို့ရတာပဝန်းကျင်အနေထားကတရားရိပ်တာထဲမှာလူကြီးတော့အရှင်ပြည်ခြင်းမှပြည်မယ်ပေါ့အဲ့ဒါကဘာကိုတောင်းဆိုနေတာတုံးဆိုတော့တတိဝရိယတွေပူပြီးတော့များပါစေလို့တောင်းဆိုနေတယ်ဆိုတဲ့အတိတ်ပဲလို့ပြောနိုင်ဘူးလားနော်တော်ယုံတယုံတတိဝရိယနဲ့ခန္ဓာမှာဒလဇတ်တတိကတ်ထားနိုင်ဖို့မလွယ်ဘူးပေါ့ဟုတ်လားဒါကြောင့်မြင်နေတာတွေကြားနေတာတွေနားနေတာတွေစားနေတာတွေထိနေတာတွေတွေးနေတာတွေဟုတ်လားဒီအာယုံ6ပါးဓာတ်6ခုဒီတိုက်ခိုက်မှုတွေကတော့ဒလဇတ်သူကတော့ရှိနေမှာပါဘယ်နေရာသွားဘယ်နေရာမှာပဲနေဒီ6မျိုးပါပဲဟုတ်တယ်မို့လားဒီနေရာမှာနေလဲပဲဒီ6မျိုးပါပဲဟိုနေရာသွားနေလဲဒီ6မျိုးပါပဲဒါကိုစိတ်ထဲမှာတိတ်မထူးဘူးမဆန်းဘူးလို့နားလည်ပြီးတော့ငါသိအောင်မြင်အောင်ပဲကြိုးစားအထုတ်မယ်လို့ဒီလိုလေးတွေးဖို့လိုတာပေါ့ငါရဲ့အဓိကအလုပ်ကဖြစ်နေတဲ့သဘောတရားကိုဒလဇတ်သိအောင်ကြိုးစားခြင်းတည်တာလည်းငါရဲ့အဓိကအလုပ်လို့အဲ့လိုနားလည်ရမှာဟုတ်လားတရားအထုတ်တဲ့နေရာမှာစိတ်ချမ်းသာဖို့လေးကိုတောင်းမမျှော်လင့်စေခြင်းဘူး။ဘာလို့ဆိုတော့ तू ကမျှော်လင့်လို့ရတဲ့ကိစ္စမဟုတ်။သူ့အလုပ်ကို तू လုပ်မှရရှိလာမယ့်အကျိုးတရား။သူ့ရဲ့အလုပ်ကို तू လုပ်မယ်ဆိုရင်ကိုရခြင်းသည်ဖြစ်စေမရခြင်းသည်ဖြစ်စေရမှာပဲ။အလုပ်ကိုမလုပ်ဘူးဆိုလို့ရှိရင်ရခြင်းသည်ဖြစ်စေမရခြင်းသည်ဖြစ်စေမရဘူး။ကိုရခြင်းချင်းမရခြင်းချင်းကြောင့်ရခြင်းမရခြင်းဆိုတာဖြစ်လာတာမဟုတ်ဘူး။ရကြရရှိခြင်းမရှိခြင်းအကြောင်းကြောင့်ရခြင်းမရခြင်းဆိုတာဖြစ်လာတာ။ဟုတ်တယ်မဟုတ်လား။ဒါကြောင့်ကိုကဘာမှသိပြီးတော့အပူစာသားတွေနဲ့ဝင်ပြီးတော့ဆွတ်เสียမလို့ကိုလုံးရမယ့်အလုပ်ကလေးကိုပဲကိုလုံးလိုက်ဖို့ပဲဟုတ်လားကိုကခရီးတစ်ခုကိုသွားတယ်ဆိုလို့ရှိရင်ပုံမှန်ခြေလမ်းနေနဲ့သွားနေဖို့ပဲရောက်တယ်မရောက်ဘူးဆိုတာကကိုသွားရင်သွားတဲ့လောက်ရောက်မှာပေါ့ရောက်ချင်လို့မရောက်ချင်လို့ရောက်တာမရောက်တာဆိုတာအဓိကအကြောင်းတရားမဟုတ်သွားခြင်းမသွားခြင်းကြောင့်ရောက်ခြင်းမရောက်ခြင်းဆိုတာဖြစ်တာနော်ဒါကြောင့်တရားဆိုတာကတော့ဒါရိုးရိုးလေးပါပဲနော်တခါကြီးမှန်ပြီအဲ့ဒါကိုကတဲ့မမစဉ်းစားတတ်မှသာလေနော်တဘာဝကြတဲ့အမြင်ကလေးတွေကိုရမယ်ပေါ့ဟုတ်တယ်မဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အလုပ်ကဘာလဲဆိုလို့ရှိရင်ဒီနေရာမှာဒီအချိန်မှာဒီအလုပ်ကိုလုပ်မယ်ဆိုရင်တော့ခန္ဓာမှာဖြစ်နေတဲ့တဘာဝတရားတွေကိုတတ်နိုင်တယ်များတတိစက်အောင်တိတိနေအောင်ကြိုးစားအထောက်ဖို့ဆိုတာပဲအရေးကြီးဆုံးပဲမဟုတ်လား
ဟုတ်တယ်နော်ထိုင်တဲ့အချိန်မှလည်းပဲအဲ့ဒီလိုမျိုးစိတ်ထားနိုင်တယ်လို့ကြံတဲ့အချိန်မှလည်းပဲအဲ့လိုစိတ်ထားနိုင်တယ်ဆိုရင်တော်တော်မကောင်းဘူးလားကောင်းတယ်နော်များသောအားဖြင့်တော့တူကိုထိုင်နေတုန်းလေးတော့တက်နိုင်သမျှဝါယမစိုက်ကြတယ်နော်ထိုင်နေတုန်းလေးတော့တက်နိုင်သမျှဝါယမစိုက်ကြတယ်အချိန်ရှိသွားပြီဆိုတာနဲ့အလုပ်ပြီးသွားပြီလို့အောင်းမေးလိုက်တာဟောတစ်ချိန်တော့ပြီးသွားပြီဟုတ်လားအမှန်ကအချိန်မီလုပ်လို့ရတယ်မဟုတ်လားအချိန်မီပဲလုပ်ရမှာလို့ပြောတာဟုတ်လားတို့တော်လည်းပဲတရားဓမ္မတို့ဦးဇင်းတို့ကုထုရှင်တွေဆိုတော့နုနယ်သေးတာဆိုတော့လုပ်တဲ့အချိန်လေးပဲဒါကလုပ်ရမယ်ကျန်တဲ့အချိန်ကျတော့တတိကမဖြစ်သွားဘူးလွတ်သွားမလွတ်အောင်တောင်မှခတ်ပေါ့တော့ဖြစ်သွားတာထိုင်းနေတော့ကတော့တင်းကြပ်လုပ်မယ်ဆိုတာမရှိဘူးအဲ့ဒါကြောင့်မို့လို့လည်းပဲတရားဓမ္မတို့ဦးဇင်းတို့တွေကတရားတို့တရားမြတ်ကိုမရနိုင်ကြတာတရားတန်းကဘဝထဲမှာဒီအလုပ်ကအမြဲတမ်းပါနေမှဉာဏ်ပညာဆိုတာရင့်ကျက်နိုင်တာအခုကရအောင်စုဆောင်းလိုက်ပြီးလို့ရှိရင်မိပြောင်ပြစ်ထားလိုက်ခဏလေးလှုပ်လိုက်ပြန်ခဏလေးပြစ်ထားပြန်ပြစ်ထားတာကပဲများနေတဲ့အခါကျတော့ဘာမှတိတိတာတာကိုယ်မှာတရားရဲ့အရာကတရားရဲ့အကျိုးကျေးဇူးကအရန်ကြီးမထင်ရှားပဲဖြစ်တာပေါ့အဲ့ဒါကိုကထင်ရှားအောင်မလို့မထင်ရှားတာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒါလို့တရားဓမ္မတို့ဦးဇင်းတို့ဇွဲခတ်ပြီးတော့ဝရိယစိုက်ပြီးတော့လုံနိုင်ဖို့အတွက်နော်ဒီနေရာမှာလည်းပဲအလုတ်ကိုဇွဲကောင်းနဲ့လုံနိုင်ဖို့အတွက်ဝရိယကိုတွန်းအားပေးမဲ့အတွေးတွေလည်းပဲတွေးပြဖို့လိုမယ်ပေါ့သောတော်ကတရားအထုတ်တာနဲ့ပတ်သက်ပြီးတော့လမ်းကြောင်းတဲ့ဖို့အတွက်တွေးတဲ့အတွေးလေးတွေနဲ့ပတ်သက်ပြီးတော့မြင့်မြတ်တဲ့အတွေးလေးတွေဖြစ်အောင်ပြောခဲ့တာပေါ့နော်အခုကတော့သူကအားထုတ်တဲ့နေရာမှာထိထိရောက်ရောက်အားထုတ်နိုင်ဖို့အတွက်အထောက်အကူပြုမဲ့အတွေးလို့ဆိုကြပါစို့အဲ့ဒါကိုကြတော့မြတ်စွာဘုရားကဦးဇင်းတို့ခုနဗတ္တိကာရထသုတ်တာမဆုံးသေးဘူးသူက2ဂါထာပဲရှိသေးတယ်4ဂါထာရှိတယ်နော်အမတတိယဂါထာဘာပြောထားတုံးဆိုတော့ဣဇေဝကိစ္စမတ္တဗံကောဇင်ညာမရဏံတုဝေနဟိနောသင်္ကရံတေနမဟာတေနေနမစ္ဆုနာဒီဂါထာလေးတော့လူတိုင်းကြားဖို့မယ်ထင်ပါဒီတွေကဘာပြောဆိုအခုလုံးเสียရှိတဲ့အလုပ်ကိုအခုလုပ်လိုက်ပါတဲ့မနေ့ပြန်နေရမယ်သိရမယ်ဆိုတာကိုကျွန်မမသိနိုင်ဘူးတဲ့ဟုတ်လားအခုကအသေးချာဆုံးပဲပေါ့ဆိုလိုတာကတော့အနာဂတ်ဆိုတာကမသေးချာဘူးမရေရဘူးမသေးချာဘူးမရေရဘူးဆိုတာကလူတွေကလေးလေးနက်နက်တော့စဉ်းစားဖို့လိုတယ်စာရတာနားထောင်လိုက်တော့ဟုတ်တယ်မသေးချာဘူးလို့တော့ပြောတာပဲဒါပေမဲ့စိတ်ထဲမှာကသေးချာတယ်လို့ထင်တယ်ထင်တာမရှိဘူးလားစိတ်ထဲမှာသေးကြတယ်လို့ထင်တယ်နော်မနေ့ပြန်တော့ငါမသေးသေးပါဘူးနောက်လာတော့မသေးသေးပါဘူးနောက်နှစ်တော့မသေးသေးပါဘူးမသေးဘူးထင်လို့မို့နောက်နှစ်အတွက်နောက်နှစ်အတွက်စီမံကိန်းတွေအများကြီးဆွဲထားတာဒါလည်းဦးဇင်းတို့လည်းဒီတိုင်းပါပဲဟုတ်လားမနေ့ပြန်နေရမယ်ပေးရမယ်မတည်ဘူးဆိုတာကတွေးလိုက်တဲ့အခါကဟုတ်ပါလားလို့စဉ်းစားတာမတွေးတဲ့အချိန်မှာတော့အနာဂတ်ကိုတေချာပေါက်တွက်ထားတာအဲ့ဒီအနာဂတ်ကိုတေချာပေါက်တွက်ထားခြင်းတည်ပစ္စုပန်မှာလောလောဆယ်လုပ်ရမယ့်အလုပ်ကိုလုပ်ဖြစ်ဖို့အတွက်သူကအများကြီးအားပျော်သွားစေတယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကဣဇေဝကိစ္စမတ္တဗံအခုဒီနေ့လုပ်ရမယ့်လုပ်ကိုဒီနေ့ပဲလုပ်လိုက်ပါနော်နောက်အနာဂတ်ဆိုတာမသေးကြဘူးမလည်းဖြန့်တောင်းမသေးကြဘူးမသေးကြဘူးဆိုတာလည်းအမှန်တော့အမှန်ပါပဲဘောင်းစောဒီနေ့လိုတည်သွားတဲ့ပုဂ္ဂိုလ်တွေကမနေတော့မှလိုမျိုးကငါမလည်းဖြန့်သေးမယ်လို့မသိဘဲနဲ့တည်ကြရတာများပါတယ်ဟုတ်တယ်မဟုတ်လားဘယ်သူမှမျောလင့်ထားတာဖြစ်တာမဟုတ်မမျောလင့်တာတွေကြီးပဲဖြစ်နေကြတာဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကအခုလုပ်ရမယ့်လို့ကိုအခုပဲလုပ်လိုက်ပါမလက်ဖြန့်ဆိုတာမသေးရဘူးဘာဖြစ်လို့လဲဆိုတော့တဲ့နာဟိနောသင်္ကရံတေနမဟာတေနေနမေဇုနာများစွာသောစိတ္တိရှိတဲ့တေခြင်းတရားနဲ့အချင်းချက်ဘယ်သူမှတေချာပေါက်လှုပ်ထားတာမရှိဘူးတဲ့ဒီနေရာမှာများစွာသောစိတ္တိရှိတဲ့တေခြင်းတရားဆိုတာဘာကိုပြောတာတုံးဆိုတော့ဒီခန္ဓာကိုယ်ကသိခြင်းတယ်ဆိုလို့ရှိရင်လွယ်လွယ်လေးလည်းသိနိုင်တယ်။တော့သိစီကအကြောင်းတွေများတယ်လို့ပြောတာဟုတ်လား။လူတွေကထင်ကြတာပေါ့ကင်ဆာတွေဖြစ်မှယောဂပိုးတွေဖြစ်မှအဲ့လိုမှဟာတို့တော့သိတော့မှာပဲနဲ့တူတယ်လို့အောက်မိကြတာအမှန်ကအမျိုးမျိုးသောအကြောင်းတရားတွေနဲ့သိနေကြတာပဲလေဟုတ်လားလူတွေကအခုသွေးစစ်မယ်ဆိုလို့ရှိရင်စီဘိုးတွေရှိမှကြောက်တယ် ANS ရှိမှကြောက်တယ်ဟုတ်လားတကယ်ကတော့အဲ့ဓာတွေကြောင့်သိနေတာလေအဲ့ဓာတွေမရှိဘဲနဲ့သိတဲ့လူကပို့ပြီးတော့မများဘူးလားများတယ်ဒါကြောင့်ဦးဇင်းကပမောက္ခတုဆိုတော့ကြီးပြောတာကိုတော်တော်သဘောကျတယ်တချို့ကတဲ့ယောဂစစ်လိုက်တဲ့အခါမှာယောဂဘုမရှိဘူးဆိုရင်အလွန်ဝမ်းသာကြတယ်
ယောဂဘုရှိတယ်ဆိုရင်တော့အလွန်ပဲစိတ်ပြက်ပြီးတော့ညှိုးငယ်သွားကြတယ်ပေါ့အမှန်ကယောဂဘုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတတ္တဝါဆိုတာကတော့ကံပါတော့ပဲနေရမှာပါတဲ့ယောဂဘုမရှိလည်းပဲစောစီစီတည်သွားတဲ့လူတွေမရှိဘူးလားရှိတဲ့လူတွေအရင်တည်တဲ့လူတွေမရှိဘူးလားရှိတယ်ယောဂဘုရှိလည်းပဲသူ့အချင်းစီမှာတည်ကြရမှာပါဟုတ်လားကံရှိတဲ့လောက်တော့နေရမှာပါတော့ယောဂဘုရှိခြင်းမရှိခြင်းကြောင့်စိတ်ပြက်တာတွေစိတ်တက်တာတွေမဖြစ်သင့်ဘူးတဲ့ဒါလည်းပဲအလွန်မှတ်သားစရာကောင်းတယ်လို့ထင်တယ်နော်ဟိုဦးဇင်းတို့ယောဂဘုရှိပြီဆိုလို့ချင်းလူတွေဟာအလွန်ကိုစိတ်တက်ကြပြီးတော့နော်ဦးဇင်းတို့ ਨੇ ဟိုတည်တဲ့ဦးဇင်းတစ်ပါးစစ်လိုက်တဲ့အခါကျတော့ဘီဘိုးရှိတော့သူစိတ်ပြက်သွားတာဒါတွေကသိမ်းပေါင်းများစွာကုန်မယ်ဆိုတာတည်တော့ဒါမကုနိုင်ဘူးအဲ့တော့ငါခံလဲမနေခြင်းဘူးဆိုပြီးတော့အိတ်ဆေးအလုံး100တောက်ကံအလွန်ကောင်းတယ်မသေးဘူးနော်မသေးခြင်းမသေးဘူးဆိုတာဦးဇင်းကယုံတယ်အိတ်ဆေးအလုံး100တောက်တယ်မသေးဘူးအလုံး100ကိုတောက်အဲ့ဒါညတောက်ပြီးတော့သေတော့မယ်ဆိုတော့တတရရသူ့ကိုယ်သူပြင်းဆင်ပြီးတော့တော်တော်လေးတတိကောင်းတယ်လို့ပြောရမယ်မသေးဘူးအဲ့မနဲ့လင်းကနေတော့ဟာသေလည်းမသေးပါလားအဲ့ဒါနဲ့သူကကျိုးလိုက်ရှာတယ်လေဘင်းကိုကျိုးနဲ့ညှစ်တတ်လို့သူ့ကိုယ်သူဟုတ်လားအဲ့ဒါနဲ့တော့ကျိုးမတွေ့တဲ့အခါကျတော့သင်းပိုင်နဲ့ဒီလေဘင်းကိုညှစ်ဆွဲရတာသူကသူအဲ့ဒါမျက်လုံးကြီးတွေပြူထွက်လာလေဘင်းတွေနီးရဲပြီးတော့အဲ့ဒါလည်းမသေးဘူးအဲ့ဒါနဲ့မနဲ့လင်းတော့ကိုတော်တွေကနိုးလာကြသူစာတန်တိုက်မှပြင်းနေတာဟုတ်လားအဲ့ဒါနဲ့ငါ့ကိုတတ်ပေသားမှလို့ခိုင်းတယ်အစတော့ကိုတော်တွေကနောက်နေတယ်လို့ထင်တယ်နောက်ကျမှသူ့အမူအရာကြည့်တော့တော်တော်ကိုရုပ်ပြဆင်းပြဖြစ်နေတော့မှစီးုံတန်းဖို့အဲ့ဒါစီးုံတော့မသေးဘူးအခုတရားအားထုတ်နေနော်အဲ့ဒါစာကြလန်းပြီးပြီးသားဓမ္မစရိယပြီးပြီးသားအဲ့ကိုတော်တွေအဲ့ဒါဦးဇင်းတို့ရရွာသွားတာပါပဲအဲ့တော့ပြောနေတာကယောဂဘုရှိတယ်ဆိုရင်လူတွေကမဖြစ်သွားစေတတ်ကြတယ်အခုယောဂဘုမရှိလည်းပဲတည်ခြင်းရင်တည်တာခုအဲ့ဒီဦးဇင်းအိတ်စီးအလုံး100တောက်တာမတည်ဘူးနော်ဟုတ်လားဒါကြောင့်ယောဂဘုရှိခြင်းမရှိခြင်းတည်ခြင်းမတည်ခြင်းရဲ့ပုံမှာအဓိကပြဋ္ဌာန်းနေတာမဟုတ်အဓိကပြဋ္ဌာန်းတာကတော့ကံတရားပေါ့ယောဂဘုလည်းပဲပြဋ္ဌာန်းတာတဲ့မယ်ထိုက်လျောက်တော့ပါမယ်ပေါ့အဓိကကတော့ကံရှိရင်နေကြရမယ်ကံမရှိရင်သိကြရမယ်အဲ့တော့တည်ခြင်းရဲ့အကြောင်းတရားတွေများတယ်ဆိုတာအဓိကကံတရားတစ်ခုလေးကိုစဉ်းစားကြည့်ရတဲ့ထိတ်လန့်စရာကောင်းတယ်ပေါ့ကိုယ့်ရဲ့ကံကဘယ်လောက်ကြံသေးတယ်လို့ဘယ်သူမှမသိနိုင်ဘူးဟုတ်လားဒါကြောင့်ပြည့်တဲ့ပေါင်းတော်တို့ဒီနေ့လုပ်ရမယ့်အလုပ်ကိုဒီနေ့ပဲလုပ်လိုက်ပါမနှက်ပြန်ဆိုတာမသေးကြဘူးမရေရဘူးစိတ်မချမ်းရဘူးဘာကြောင့်လဲဆိုတော့တည်ခြင်းတရားဆိုတာများစွာသောစစ်တီရှိတယ်တဲ့အကြောင်းတရားများတယ်ပေါ့တည်ခြင်းရဲ့လွယ်လွယ်လေးတည်သွားတတ်တယ်ပေါ့ဟုတ်လားအဲ့ဒီလိုတွေးခိုင်းတာအဲ့ဒီလိုစဉ်းစားဆင်ခြင်ခိုင်းတာဟာလှုပ်ဖြစ်ဖို့အတွက်အများကြီးတွန်းအားပေးနိုင်တဲ့အကြောင်းအရာတွေလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဟုတ်လားအဲ့ဒီမှာသူသုဒ္ဓဂါထာကြတော့မြတ်စွာဘုရားဘာဟောတော့ဆိုတော့ဧဝဝိဟာရိအာတာပိအဟောရတမတ္တန္တိတောတံဝိပတ္တိကရတောတိတံတောအစိကတိမုနိတဲ့နော်ဧဝဝိဟာရိအာတာပိအခုပြောခဲ့တဲ့နည်းနဲ့အလွန်ပြင်းပြင်းထန်ထန်အားထုတ်မယ်ဆိုလို့ရှိရင်ဟုတ်လားဒီချင်းတရားကိုစဉ်းစားပြီးတော့ငါအခုလုပ်ရမယ့်လို့ကိုအခုပဲလုပ်လိုက်မယ်ဒီအလုပ်ကတန်ဖို့အကြီးဆုံးလို့နားလည်ပြီးတော့အတိတ်ကိုလည်းပဲမပြန်မင်းနဲ့ဟုတ်လားအနာဂတ်ကိုလည်းပဲမကြံမင်းနဲ့ပြစ္ဆုတ်ပံဖြစ်စေယုံနာကိုပဲလုံးဝဝရိယအာကြီးစွာနဲ့ဒလဇတ်တိနေအောင်ကြိုးစားအထုတ်နေမယ်ဆိုရင်တဲ့ဧဝဝိဟာရိအာတပိအဟောရတမတ္တန္တိတောတဲ့နေရောညရောမပြင်းမရိဇွဲလုံးလဝရိယနဲ့ဒလဇတ်ဖြစ်အောင်ကြိုးစားအထုတ်မယ်ဆိုရင်တဲ့တံဝိပတ္တိကရတောတိတန်တောအစိကတိမုနိတဲ့အဲ့ဒီပုဂ္ဂိုလ်ကိုတရားရဏရိယာသူတော်ကောင်းကြီးတွေကဗတ္တိကရတောတိကောင်းသောညတညရှိတဲ့ယဟန်လို့အဲ့ဒါလိုနာမည်တတ်တယ်တဲ့တော့ကောင်းသောညကောင်းသောနေ့ပေါ့နော်ဒါကြောင့်ပြည်တော်ပေါင်းတော်တို့ဘဝမှာကောင်းတဲ့ညလေးတွေကောင်းတဲ့နေ့လေးတွေဖြစ်ချင်တယ်ဆိုလို့ရှိရင်ဒီလိုအပီလေးတွေနဲ့နေလိုက်တာဟာအဆင့်အမြင့်ဆုံးနေနည်းလို့မဆိုနိုင်ဘူးလားနော်ကျန်တဲ့နေနည်းတွေလည်းကောင်းတာတွေအများကြီးရှိပါတယ်နော်ဆွလွန်မှုဒါနကောင်းမှုနဲ့နေကြတာတချို့ရှိတယ်နော်သီလလေးစင်ကြယ်အောင်ထိန်းသိမ်းပြီးတော့နေကြတာရှိတယ်မေတ္တာပွားပြီးတော့နေတာရှိတယ်ဘုရားကုံတော်ကိုအာယုံပြုပြီးတော့နေကြတာရှိတယ်နေနည်းတွေအမျိုးမျိုးပါပဲဟုတ်လားသို့တော့ဒီနေနည်းလေးနဲ့နေတာကတော့နေနည်းတွေကနေနည်းတွေမှာအကောင်းဆုံးနေနည်းပဲဟုတ်လားဘယ်လိုနေရမှာတော့အတိတ်ကိုပြန်ပြီးတော့မစင်စားနဲ့အတိတ်နဲ့ပတ်သက်ပြီးတော့အကုသိုလ်မဖြစ်အောင်ကိလေသာမဖြစ်အောင်ကြိုးစားရမယ်ဟုတ်လားအနာဂတ်နဲ့ပတ်သက်ပြီးတော့ကိလေသာမဖြစ်အောင်ကြိုးစားရမယ်ပြစ္ဆုတ်ပံမှာလည်းပဲမစွဲယူပဲနဲ့ဆွန့်လွတ်ပြီးတော့နေနိုင်ရမယ်
ဒီလိုအည်အသွေးမျိုးရှိဖို့ဆိုတာကဒီပြစ္ဆုတ်ပံမှာဖြစ်စေယုံနံကိုတိနေအောင်ကြိုးစားရင်းနဲ့ဒလဆက်ချုပ်ပြောက်နေတဲ့အရာတွေပဲလို့တိတဲ့ဉာဏ်ပညာရင်မောင်းလာမှတ်တာနဲ့ဒါကပို့ပြီးတော့လွယ်ကူနိုင်တာပေါ့ဟုတ်လားပြစ္ဆုတ်ပံဖြစ်နေတဲ့သဘောတရားတွေဟာကိုကြည့်နေတဲ့အခိုက်အတန့်ကိုရှုနေတဲ့အခိုက်အတန့်မှာပဲဒလဆက်ကုံပြောက်သွားနေတာကိုမသိနိုင်ဘူးလားသိနိုင်တယ်အဲ့တော့စောစောကဖြစ်ခဲ့တဲ့အရာမရှိတော့ဘူးဆိုတာကအလွန်မထင်ရှားဘူးလားထင်ရှားတယ်မရှိတော့ဘူးဆိုတာကိုတကယ်သိမယ်ဆိုလို့ရှိရင်မရှိတော့တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဘာမှအကုသိုလ်ဖြစ်เสียကိလေသာဖြစ်เสียအကြောင်းမရှိဘူးမရှိတာကိုရှိတယ်လို့ထင်နေလို့ဒါလည်းတရားတော်တို့ဦးဇင်းတို့တွေကဒုက္ခရောက်ကြရတာအဲ့လိုပဲအနာဂတ်ကိုလည်းပဲအရှိတရားတစ်ခုအနေနဲ့သုံးသပ်ကြတာရှိတယ်နော်ဟုတ်လားအနာဂတ်ဆိုတာတကယ်တမ်းကမရှိသေးပါဘူးမရှိသေးဘူးဆိုတာကမရှိဘူးလို့ပြောတာလည်းအတူတူပဲရှိတော့ရှိလာလိမ့်မယ်တစ်ချိန်မှဖြစ်တော့ဖြစ်လာလိမ့်မယ်သို့တော့အခုလောလောဆယ်တော့မရှိသေးဘူးမဖြစ်သေးဘူးဟုတ်ရဲ့လားဒါကြောင့်ပြည့်တဲ့ပေါင်းသူတော်ကောင်းတို့အတိတ်ကိုစွန့်လိုက်ပါဟုတ်လားအနာဂတ်ကိုလည်းစွန့်လိုက်ပါပြစ္ဆုတ်ပံကိုလည်းစွန့်လိုက်ပါဒါဥက္ကဒေနာကိုခေါ်တဲ့တရားနော်ရှေးကိုလည်းပဲလွတ်လိုက်ပါနောက်ကိုလည်းပဲလွတ်လိုက်ပါအလယ်ကိုလည်းပဲလွတ်လိုက်ပါတဲ့မလွတ်နိုင်ဘူးဆိုတာကဒါကိုကောင်းတယ်ထင်လို့ရှိတယ်ထင်လို့မလွတ်နိုင်တာတရားတန်းကတော့ဖြစ်ပြီးတော့မရှိတော့ဟုတ်လားဒါကြောင့်အတိတ်ကလည်းမရှိတော့ဘူးအနာဂတ်ဆိုတာလည်းမရှိသေးဘူးပြစ္ဆုတ်ပံဆိုတာလည်းအခုပဲဖြစ်ပြီးတော့အခုပဲမရှိတော့ဘူးဆက်ပြီးတော့ဖြစ်တာရှိတယ်သို့တော်သူလည်းပဲတလက်ဆက်ပဲချုပ်ပြောလိုက်နေတယ်ဟုတ်လားဒါကြောင့်ဘယ်ရာမှကောင်းကောင်းနားလည်မယ်ဆိုလို့ရှိရင်မလွတ်เสียမရှိဘူးပေါ့ဟုတ်လားဒါကြောင့်လွတ်လိုက်ဖို့ဆိုတဲ့ဉာဏ်ကလေးရအောင်ပြစ္ဆုတ်ပံတိုင်းကိုတတိကလေးဦးစီးပြီးတော့တိနေအောင်ကြိုးစားအထောက်ရဟုတ်လားအေးတဏှတိမကြီးကိုဟောတာကြတော့ရှင်းလုံးဝနဲ့ပတ်သက်ပြီးတော့ကိလေသာတွေမဖြစ်အောင်ရှင်းနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာနေတဲ့ကိလေသာတွေကို၆တွေ့သွားပါစေဟုတ်လားအနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲကြောက်ကြမှုတောင့်တမှုကိလေသာတွေမဖြစ်ပါစေနဲ့အလယ်ကိုလည်းပဲမဆွဲယူပါနဲ့ဒါဆိုရင်သင်ဟာငြိမ်းချမ်းမှုအစစ်ကိုရလိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်ပြည့်တဲ့ပေါင်းသူတော်ကောင်းတို့ဒီကနေ့တရားအထုတ်တဲ့နေရာမှာများစွာအထောက်အကူပြုနိုင်မယ်လို့ဦးဇင်းတို့ထင်တဲ့အခြေခံတိတိုက်တဲ့နော်အတိတ်အနာဂတ်ပြစ္ဆုတ်ပံဟုတ်လားကာလသုံးတာမှာဖြစ်တဲ့များသောယုံနာတွေကတကယ်ကတော့ချုပ်ပြောက်သွားတာနဲ့ပဲအဆုံးသတ်ခဲ့ရနော်ဒါကြောင့်ရှေးနောက်အလယ်ဒါလေးနဲ့တွဲဖက်ပြီးတော့လည်းနားလည်ရမယ်နော်ရှေးနောက်အလယ်အတိတ်အနာဂတ်ပြစ္ဆုတ်ပံဟုတ်လားရှေးကိုလည်းလွှတ်လိုက်ပါနောက်ကိုလည်းလွှတ်လိုက်ပါအလယ်ကိုလည်းလွှတ်လိုက်ပါလွှတ်လိုက်ခြင်းလွှတ်လိုက်နိုင်တဲ့အရည်အသွေးရှိဖို့ဆိုရင်အမှန်ကန်သိဖို့လိုတယ်ဟုတ်လားအမှန်ကန်ကဘယ်လိုသိရမှာတော့အတိတ်ကမရှိတော့ဘူးလို့သိရမယ်အနာကမရှိသေးဘူးလို့သိရမယ်ပြစ္ဆုတ်ပံဆိုတာပျက်စီးနေစေလို့သိရမယ်အဲ့လိုသိတဲ့အသိဉာဏ်ကိုရဖို့ဆိုလို့ချင်းဘာကိုအဓိကပဓာနာထားပြီးတော့အထောက်ရမှာလို့ဆိုတော့တတိကိုအဓိကပဓာနာထားပြီးတော့အထောက်ရမယ်တတိပဋ္ဌာန်ပေါ့နော်ဒါကြောင့်ကိုယ့်ရဲ့ယုတ်ကာယပိုင်းဆိုင်ရာဖြစ်တိုင်းသိအောင်ကြိုးစားရမယ်ခံစားချက်ဝေဒနာတွေဘာဖြစ်လာလားဖြစ်တိုင်းသိအောင်ကြိုးစားအထောက်ရမယ်အဲ့တော့ဦးဇင်းတို့အထောက်ပုံအထောက်နည်းကတော့အထူးတလည်းပြောစရာလိုမယ်မထင်ပါဘူးနော်ကိုယ်စိတ်ထဲမှာနှိမ့်ချိုက်တဲ့သဘောကျတဲ့နည်းနဲ့အထောက်ပါအကုန်လုံးအမှန်နေကြီးပါပဲကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားကိုရှုမှတ်ဆင်ခြင်နေတိနေတယ်ဆိုရင်ဘယ်နည်းဖြစ်တာအမှန်ကြီးပဲဟုတ်တယ်မဟုတ်လားခန္ဓာရဲ့အကြောင်းကိုတကယ်သိအောင်ကြိုးစားရင်သိလာလို့ရှိရင်ဒါတရားဓမ္မတို့ဥယျာဉ်တို့ကိလေသာဖြစ်စေအကြောင်းရှိမလားမရှိဘူးဟုတ်လားဒါကြောင့်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာဖြစ်နေတဲ့သဘောတရားကိုသာရှုမှတ်နေမယ်ဆိုရင်ဒါဟာနိမန်လမ်းမှလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်အထောက်ကြတာကတော့ကိုယ်စိတ်ထဲမှာသဘောကျနှိမ့်ချိုက်တဲ့နည်းနဲ့အထောက်ကြပေါ့ဘောင်းစော်လူတွေဆိုတာကတယောက်နဲ့တယောက်ဇေယိုက်တွေအကြိုက်တွေကတူကြတာမဟုတ်ဘူးနော်ဒါကြောင့်ဖောင်းနာပိနာကိုပင်နိုင်ထားပြီးတော့နော်ပြစ္ဆုတ်ပံဖြစ်ပေါ်ရထင်ရှားရယုံနာတွေကိုရှုမှတ်ပွားများပြီးတော့နေမယ်ဆိုရင်လည်းပဲရှုမှတ်ပွားများပြီးတော့နေပေါ့ဟုတ်လားသို့မဟုတ်ဝင်လေထွက်လေထိတာကိုထိတိုင်းဒလဇတ်သိနေအောင်ကြိုးစားအထုတ်မယ်ဆိုရင်လည်းပဲကြိုးစားအထုတ်ပေါ့နော်ဒါမှမဟုတ်ဦးဇင်းတို့လေရီနီးလို့ဆိုရမယ်နော်အာနာပါနကမ္မထံကိုတမာတိတရားအနေနဲ့ထူထောင်ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးမှာဖြန့်ပြီးတော့ဟုတ်လားရှုမှတ်ပွားများတဲ့နေနော်ဘာပဲဖြစ်ကိုယ်အကြောင်းကိုသိအောင်လုပ်တာကိုယ့်ဘဝရဲ့အကြောင်းကိုသိအောင်လုပ်တာ
တေရံကကိုယ်ခန္ဓာကိုယ်ဘဝဆိုတာမတည်မြဲတဲ့သဘောများတာဖြစ်တယ်မတည်မြဲတဲ့အတွက်ကြောင့်အကောင်းမဟုတ်တဲ့သဘောများတာဖြစ်တယ်ဟုတ်လားအဆိုးမရတဲ့သဘောများတာဖြစ်တယ်အဲ့ဒီအနိစ္စဒုက္ခအနတ္တကိုသိဖို့ကလိုရင်းပဲမဟုတ်လားဟုတ်တယ်နော်အဲ့ဒီအနိစ္စဒုက္ခအနတ္တကိုသိဖို့အတွက်ဒါတရားဓမ္မတို့အရင်တို့တွေကမ္မထံဤမျိုးစုံနဲ့ကြိုးစားအထောက်ကြရတယ်အဓိကကြားတဲ့အချက်ကိုပြောမှဆိုရင်ကိုယ်အကြောင်းကိုသိအောင်ကြိုးစားတာတတိကတော့အဓိကအကျဆုံးအကြောင်းတရားပေါ့နော်တတိကိုအကြည့်အမှုအနေနဲ့ထားရမယ်ဝိရိယထပ်သန်ရမယ်ဉာဏ်ပညာလည်းပါရမယ်ပေါ့ဟုတ်လားအဲ့လိုမျိုးကြိုးစားအထောက်မယ်ဆိုလို့ရှိရင်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့သမုဒယသစ္စာအမြင်ရတယ်လိုချင်တယ်ရခြင်းနဲ့ဖြစ်ခြင်းနဲ့ဆိုတဲ့လောဘတရားဟာနေပါသွားစရာအကြောင်းရှိဘူးလားရှိရနော်လောဘနေသွားရင်လောဘနေသွားတာနဲ့အမျှလောဘကြောင့်ဖြစ်မဲ့ဒုက္ခတွေလည်းနေသွားနိုင်တယ်ပေါ့ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့တရားစနေတန်းတုန်းကဘာကြောင့်တရားအထုတ်ကြရတာတုံးလို့မေးရင်ဒုက္ခချုပ်ငြိမ်းစေဖို့အပေဒုက္ခတန်ရာဒုက္ခငြိမ်းစေဖို့ငြိမ်းခြင်းတယ်ဆိုရင်အဲ့ဒီဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့လောဘကိုပယ်တတ်နိုင်ဖို့မပယ်တတ်နိုင်နေခင်မှာနေပါအောင်ကြိုးစားနိုင်ဖို့တော့လောဘနေဖို့ဆိုတာကဒီတရားကိုအထုတ်မှသာလေလောဘကနေနိုင်တာဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့တတိထားပြီးတော့ခန္ဓာကိုရှုမှတ်ဆင်ခြင်ပွားများတဲ့အလုပ်ကိုလုပ်မယ်ဆိုရင်အမှန်သိတဲ့အတွက်ကြောင့်လောဘနေမယ်လောဘနေရင်လောဘကြောင့်ဖြစ်မဲ့ဒုက္ခတွေနေသွားမယ်ဒါကြောင့်ကိုလုံနေတဲ့အလုပ်ရဲ့ရည်ရွယ်ချက်ကိုသိဖို့လိုတယ်ဘယ်လိုလုပ်ရမလဲဆိုတာကိုသိဖို့လိုတယ်အခြေခံကြကြရိုးရိုးရှင်းရှင်းနားလည်ဖို့မလိုဘူးလားလိုတယ်ဒါကြောင့်အချိန်တိုင်းမှာကိုကြိုးစားမယ်ဆိုရင်ကြိုးစားလို့မရဘူးလားရတယ်နော်ဒါပေမဲ့ဒီလိုနေရာလေးကိုလာပြီးတော့လုပ်တယ်ဆိုတာကတော့တတ်တတ်မှတ်မှတ်လေးပို့ပြီးတော့လုပ်ဖြစ်တာပေါ့ဟုတ်လားဒါကြောင့်ရောက်လာကြတာအလွန်ပဲဝမ်းသာစရာကောင်းတယ်ဦးဇင်ကဒီလောက်လူတွေများလိမ့်မယ်လို့မှတ်မထားဘူးဟုတ်လားဒါကြောင့်အလွန်လဲဝမ်းသာပါလေနော်ဒါကြောင့်ဦးဇင်းတို့ညနေပိုင်းရောက်ရင်လည်းပဲဒီလိုတရားအထုတ်တာနဲ့ပတ်သက်တဲ့နောက်တရားစကားလေးတွေကိုရွေးချယ်ပြီးတော့ပြောပြမယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့၄ရက်ကြိုဆိုတော့တရားစကားတရားအထုတ်တာနဲ့ပတ်သက်တဲ့တရားစကားတွေတော်တော်များများပြောပြလိမ့်မယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့ဒီကနေ့မနေ့တော့အချိန်ကဒီလောက်နဲ့ဒါစီနေပြီနော်ဒါကြောင့်ဒီကနေ့တရားအထုတ်ကြတဲ့ပုဂ္ဂိုလ်တွေအခြေခံအပြင်အလွန်တည်တဲ့တည်လိုက်တဲ့အတိတ်အနာဂတ်ပိစုပန်ရှေးနောက်အလေဟုတ်လားဘာကိုမှစွဲကင်မထားပဲနဲ့နော်လွတ်နိုင်အောင်ကြိုးစားအထုတ်ကြဖို့ဟုတ်လားအဲ့လိုအထုတ်တဲ့နေရာမှာလည်းပဲတတိကိုအဓိကပရဏကြတဲ့နေရာမှာထားပြီးတော့ကိုယ့်ရဲ့ခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုဘယ်နေရာမှာပဲရောက်ရောက်ဘယ်အချိန်မှာပဲရောက်ရောက်ဟုတ်လားဘယ်လိုအနေထားပဲဖြစ်ဖြစ်တလက်ဆက်တိနေအောင်ကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်တပိသပေါင်းတော်ကောင်းတို့ဦးဇင်းတို့တွေမျှော်မှန်းထားတဲ့ကောင်းကျိုးချမ်းသာမရနိုင်ဘူးလားရနိုင်တယ်ဒါကြောင့်ပိသပေါင်းတော်ကောင်းတို့သည်ပြုလို့အထောက်အသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစုစုတို့ရဲ့အစွမ်းတတ္တိကြောင့်မဉ္ဇဉ်ပူညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း